င်္ဂလာပါခင်ဗျာကျွန်တော်တို့ရွှေလောက်အောင်ကနေပြီးတော့အခုပြပြပေးမှာတော့ဒါဝါရဲ့ Smart Dual Light Network Camera လေးအကြောင်းကိုပြပြပေးမှာပါဒါကတော့ model တစ်ဖြစ်ပါတယ်ဒီ model ထဲမှာဘာတွေထပ်ပြီးထူကြတာတွေပါလာတယ်ဘာတွေသုံးလို့ရတယ်ဘယ်လိုပုံစံမျိုးတွေလုပ်လို့ရလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်တို့ရွှေလောက်အောင် CCTV ရဲ့ showroom တွေမှာကြတော့အများတန်းပစ္စည်းအသက်တွေအများတန်းဝင်နေတယ် AI နဲ့ပတ်သက်တဲ့ဟာတွေလည်းဝင်နေတယ်အခုနောက်ပိုင်းမှာဆိုရင် smart elimination တွေဝင်လာတယ်။ဤပညာအသက်တွေကတောက်လျှောက်ကို change နေတယ်။အဲ့တော့အရင်တုန်းကဤပညာအဟောင်းနေနဲ့အခုဤပညာတက်ကလုံးဝ separated ဖြစ်ပြီးလုံးဝကွဲသွားတယ်ပေါ့နော်။ကွဲသွားတော့ကျွန်တော်တို့ကဒီဤပညာအသက်တွေကိုကျွန်တော်တို့ဘယ်လိုမျိုးဆက်ပြီးတော့သွားမလဲဆိုတော့ကျွန်တော်ကလည်းအရန်စိတ်ဝင်စားတယ်။အရန်စိတ်ဝင်စားတော့ကျွန်တော်ကလည်းအများတန်းဒါလေးတွေကိုလေ့လာကြည့်မိတယ်ပေါ့နော်။အများတန်းဓာဝါညီကိုတွေဆိုရင်ကျွန်တော်မေးသမျှဆိုလဲဆိုတော့အများတန်းဖြည့်ပေးနေတယ်။အဲ့တော့ကျွန်တော်က model အသက်တစ်မျိုးကိုကျွန်တော်ဟိုနေ principal ကကျွန်တော်ကိုပြောတယ်။အခုကဒီ model အသက်တစ်မျိုးကျွန်တော်ရှိရောက်တယ်ပေါ့။ကျွန်တော် okay ။အဲ့ဆိုရင်ကျွန်တော်ဒီ model လေးကိုကျွန်တော်ကစမ်းသပ်ကြည့်မယ်ဆိုလို့ကျွန်တော်ကများတော့ယူလိုက်တယ်အော်ဈေးလည်းဖဲတယ်ငါလည်းဒီပစ္စည်းတွေ stock တွေရှားနေတဲ့အချိန်မှာငါလည်းဒါတွေများကင်ထားမယ်ဆိုကျွန်တော်လည်းဒီ stock ကိုကင်လိုက်နေပေါ့နော် stock များကင်ထားလိုက်ဒါပေမဲ့ကျွန်တော်ကသဘောအရန်ကျသွားတယ်အရန်နဲ့မိုက်တဲ့ stock တခုဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်ကဒီ product line ကြောင့်ပြပေးမယ်ဒီ product ကတော့ကျွန်တော်ကဒါလုံးဝ IP camera လုံးဝ IP camera မှာမှ तू က smart dual light မှာ तू ကသူ့ရဲ့သဘောတရားတော့smart elimination ကို तू ကအဓိကအလုပ်လုပ်တယ် smart elimination ကိုအလုပ်တာဖြစ်တဲ့ကြောင်ကျွန်တော်တို့ကဘာလဲဆိုရင်ညဘက်မှောင်တဲ့အခါကျရင် तू က warm light လေးလင်းလာမလားဒါမှမဟုတ်ကျွန်တော်တို့တွေအနေနဲ့က IR ပဲကျွန်တော်တို့က formula ဆက်ဖြစ်နေကျွန်တော်တို့ကရွေးချယ်လို့ရတယ်ဒါကတော့ကျွန်တော်တို့က NVR အပေါ်မှာ smart elimination သွားတဲ့ NVR အပေါ်မှာကျွန်တော်တို့ကသုံးလို့ရတယ်အဲ့တော့ NVR ရွေးတဲ့နေရာမှာလေ out of date ဖြစ်နေတဲ့ NVR တွေကိုရွေးလို့မရဘူးစကားချက်အနေနဲ့ကျွန်တော်ကတစ်ခုပြောပြပြီးမှာအဲ့ဒါဘာလဲဆိုတော့အခုနောက်ပိုင်းကျွန်တော်တို့ကဒေါဝါရဲ့ service center တွေဖြစ်စီ HK ရဲ့ service center တွေမှာပဲဖြစ်စီကျွန်တော်တို့ကဒီ2020ရဲ့နောက်ပိုင်းအချို့သော model အဟောင်းတွေမှာဆိုရင်ကျွန်တော်တို့က firmware update မရတဲ့ဟာတွေအချို့သောဟာတွေဆိုရင်ကျွန်တော်တို့ကလုံးဝဆက်ပြီးတော့ service လုပ်လို့မရတဲ့ဟာတွေနောက်အချို့သော model တွေဆိုရင်လည်းကျွန်တော်တို့ကဒီပုံမှန် upgrade လုပ်လို့မရတဲ့ model တွေကအရန်များလာတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းအသက်တွေဝင်လာခဲ့တဲ့ဟာတွေကသာလျှင်ပို့ပြီးတော့ model တွေပို့မိုက်လာတယ် model တွေလည်းပို့ချိန်လာတယ်ကျွန်တော်တို့နောက်ပိုင်းအခုလုပ်လို့ရတယ်ဒေါဝါမှာဆိုလဲ hit partner pro တို့ဒီ HK မှာဆိုလဲ hit partner pro ဒေါဝါမှာဆိုလဲ dolin care တို့ကနေပြီးတော့သူကအကုန်လုံးကိုကျွန်တော်တို့ကလုပ်ချင်တာတွေအားလုံးကို management အကုန်လုပ်လို့ရတဲ့ system တွေအားလုံးပြောင်းလဲသွားတယ်အရင်တော့ model အဟောင်းတွေကအဲ့ဒါမျိုးတွေကျွန်တော်တို့ကလုပ်လို့မရဘူးပေါ့နော်ဒါတော့ကျွန်တော်စကားချက်ပြောပြီးတာဆိုတော့ကျွန်တော်ဒါလေးတောင်းဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါကတော့ smart dual light ကင်မရာလေးဖြစ်တယ်ပေါ့နော် smart dual light မှာဆိုရင်ကျွန်တော်ကဒီမှာတော့စာဖတ်ကြည့်တော့သူ့ရဲ့ smart dual တော့ကျွန်တော်ကအားလုံးကတော့ smart dual တွေကြီးပဲဘာမှလည်းထူးခြားမှာမဟုတ် eco series ဆိုတော့ budget အနေနဲ့ဒီကောင်ကဈေးအရန်ချို့တာပြီးတော့ eco series အနေနဲ့ဝင်လာတယ်ပြီးတော့ outdoor လည်းဖြစ်တယ် outdoor မှာသူက IR distance အနေနဲ့ကလည်းတော်တော်လေးကောင်းတယ်သူ့အနေနဲ့ကလည်းတော်တော်လေးကောင်းတဲ့အပြင်ဟိုမှာသူ့ရဲ့ weight ကလည်းတိတ်မလေးဘူးပေါ့နော် weight ကလည်းတော်တော်လေးပေါ့တယ်4 megapixel ဖြစ်တယ်4 megapixel ဖြစ်တယ်အတန်ပါတယ်4 megapixel ဖြစ်တယ်အတန်ပါတယ်တော်တော်လေးဒီကောင်ကအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီကင်မရာလေးကိုဆက်ပြီးလေ့လာကြည့်တဲ့အခါကျတော့ကျွန်တော်ကဘာသွားတွေ့လဲဆိုရင် smart dual မှာသူက mobile APP ပေါ့နော်ကျွန်တော်တို့အရင်တော့သုံးခဲ့တဲ့ကင်မရာမှာဆိုရင်ပုံမှန် IP address နဲ့ပဲကျွန်တော်တို့ဝင်လိုက်တာနဲ့ပဲကျွန်တော်တို့ကရသွားပြီကျွန်တော်တို့ကဒီကင်မရာတစ်ခုတည်းဝင်လို့ဆိုရင်အများနဲ့သူ့ရဲ့ default IP ကိုကျွန်တော်တို့ကဝင်ပြီးတော့ဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကရတယ်သူကကျွန်တော် default IP မှာသူက mobile APP ဆိုတော့ဒီကောင်တစ်ခုတည်းနဲ့ပဲကျွန်တော်တို့က stand alone အနေနဲ့ application မှာသုံးလို့ရမယ်လို့သူကပြောလာပြီအဲ့တော့ကျွန်တော်ကြိုက်တာဗောဒါမျိုးဟာမျိုးကျွန်တော်ထိုင်ဆောင်နေတာကြာနေပြီကြိုက်တာဗောအဲ့တော့ဒီကောင်ကကျွန်တော်က network ပေးလိုက်တာနဲ့ပဲဒီကောင်က wifi မဟုတ်ဘူးเนาะ network เนาะနောက်တော့မှဆိုတော့ cable နဲ့ဒီကောင်ကို IP ပေးလိုက်ပြီးinternet ပေးလိုက်ပြီးဆိုတော့လည်းသူကရပြီပေါ့နော်အဲ့တော့ကျွန်တော်က okay အဲ့ဆိုရင် customer တွေအနေနဲ့ budget တွေလည်းအများကြီးမသုံးတော့ဘူး wifi camera လည်းမသုံးချင်ဘူးတိုက်အပေါ်တက်ကနေပြီးတော့အောက်ကိုလည်းကောင်းကောင်းကြည့်ချင်တယ် IR distance များများလည်းလိုချင်တဲ့ customer တွေတော့ဒီ camera ကလုံးဝ good ဒီ camera ကလုံးဝမိုက်တဲ့ camera တခုလုံးဝဖြတ်သွားပြီပေါ့နော်အဲ့တော့သူ့မှာပါတဲ့ဟာလဲ Smart H265 Plus ဖြစ်တဲ့အတွက်ကြောင့်တော့သူကဒီကင်မရာတွေအများကြီးတက်ထားမယ်ဆိုရင်တော့ NVR မှာ headless ပမာဏကိုလုံးဝ short ချနိုင်တဲ့ H265 Plus ပမာ system ကိုသူကတုံးထားတယ်ပေါ့နော်အဲ့တော့ဒီကသူကဗာလဲဆိုရင် smart coded နဲ့သူကထွားထားတယ်တော်တော့ H265 Plus ကိုတုံးထားတယ်ကျွန်တော်ကလုံးဝကိုအဆင်ပြေတယ် waterproof အနေနဲ့လည်း IP67 အောင်ဖြစ်သွားပြီ66 65တွေမဟုတ်တော့ IP system 67ထိအောင်ဖြစ်သွားဆိုတော့ကျွန်တော် waterproof level မှာလည်းတော်တော်လေးကောင်းတယ်စနစ်ဖြစ်လာပြီအဲ့တော့ကျွန်တော်တို့ကLED မှာ LED နဲ့သွားမလား AR နဲ့သွားမလားဆိုပြီးတော့ဒီမှာ AI အုံနောက်ကလည်းသူကလည်းတောက်လျှောက်ကိုပြထားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်းကိုအဓိကတော့ကျွန်တော်က NVR မှာတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်က NVR မှာတော့ဒါအဆင်ပြေတယ် NVR နဲ့မသုံးချင်တဲ့မိတ်ဆွေတွေ application နဲ့သုံးချင်တဲ့မိတ်ဆွေတွေတက်ကသူ့တက်ကတော့ကိုအဆင်ပြေတယ်အဲ့တော့ကျွန်တော်ကဒါလေးကို
ရတဲ့ဒီလေးနဲ့ကျွန်တော်က sharing လုပ်ပေးလိုက်မယ်ပေါ့နော် application ဟာကတော့ easy ပဲဒါလေးကဘိုင်းမှာပါလာပြီဒါလေးကို DMSS နဲ့ application ဖတ်လိုက်နိုင်ရဒါပေမဲ့ configuration ကတော့လုပ်ပေးရမယ်ပေါ့နော်ဘာလို့ configuration လုပ်ပေးရမလဲဆိုတော့ဒီကင်မရာလေးကိုသွားပြီးတော့ internet ပေးတဲ့ configuration မလုပ်ပေးရင်တော့မရဘူးသူရဲ့ default IP တိုင်းတော့ဘာမှလုံးဝဝင်လို့မရဘာလို့သူကဒီကင်မရာကလုံးဝ online ဖြစ်မှာဆို NVIDIA လည်းမလိုဘူးကင်မရာကို online ဖြစ်မှာဆိုရင်တော့သူ့ရဲ့အိမ်မှာရှိတဲ့ internet က IP address ကိုသူ့ကိုတွက်ထည့်ပြီးမှပဲရမယ်ဥပမာအိမ်မှာရှိတဲ့ internet က 1.1.100 နဲ့စောက်ထားရဆိုတော့သူ့ကိုသွားပြီးတော့ default IP မှာ100တော့ချိန်ပြီးမှရမယ်အိမ်ရဟာကတော့ 1.cv ဆိုရင်တော့လည်း 1.cv နဲ့သူကအဆိုင်ချပြီးမှပဲရမယ် DHCP အဆိုင်ချလိုက်မှရမယ်သူကတော့ default IP ကြီးရှိထားပြီးသားအဲ့တော့ကျွန်တော်တို့ကဒါလေးကို default IP လေးကိုသွားပြီးတော့ချိန်ပေးလိုက်ရမှာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဆက်ပြီးတော့နည်းနည်းလေးဆက်ပြီးတော့ sharing လေးလုပ်ပေးပါမယ်ခင်ဗျာဗီဒီယိုရှေ့ဝါးခဲ့တော့တောင်းပန်ပါတယ် sorry ပါနောက် next video တွေမှာလည်းဆက်ကြည့်လို့ရတယ် YouTube channel မှာလည်းတွားကြည့်လို့ရတယ်ကျွန်တော်ဒါကိုတော့ဆက်ပြီးတော့တင်ပေးပါမယ်ကျေးဇူးတင်ပါတယ်နောက် next day ဆက်ကြည့်ပေးပါဦးအဲ့တော့ကျွန်တော်ကဒီကင်မရာလေးကိုကျွန်တော်ကစပြီးတော့ configuration ချကြည့်မယ်ပေါ့နော်ကျွန်တော်ကတော့အယိုးရှင်းဆုံးပဲကျွန်တော်ကသွားထားတာရှိတယ်ဘာလို့ကျွန်တော်ရှိမှာကျွန်တော်ကတော့ကျွန်တော်ရုံးမှာရှိတဲ့ switch လေးတစ်ခုကိုကျွန်တော်ကသုံးထားတယ်ဒါတော့ကျွန်တော်ကရုံးမှာအများနဲ့testing လုပ်တဲ့နေရာလေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ကကင်မရာကိုဒီမှာလည်းကျွန်တော် adapter လေးနဲ့အယိုးရှင်းဆုံးပေးလိုက်တယ်ဒီမှာလည်းကျွန်တော်ကလန်ချိုးထိုးပေးထားတယ်ပေါ့ကျွန်တော်ကွန်ပျူတာလည်းကျွန်တော်ထိုးပေးထားလိုက်တယ်အဲ့တော့ကင်မရာရဲ့ default IP ကတော့ထုံးစံအတိုင်းပဲ 192.168.1.108 ပါ1.1ကျွန်တော်ကထုံးစံအတိုင်းပဲ region တို့ဘာတို့ညာတို့အဲ့ဒါတွေကတော့ကျွန်တော်ကဘာမှ trade ထူးမရှိဘူးဆိုတော့လေဒီတိုင်းပဲပေါ့နော်ကျွန်တော်မြန်မာပေါ့ဗျာအဲ့ဒါထုံးစံတိုင်းပဲဒါတွေကတော့မြန်မာဘာမှပေါ့မြန်မာဘာမှဆိုတော့ okay ကျွန်တော်ဘာမှ change ရမလို့မြန်မာဘာလို့တော့ auto PC ကအားတိုင်းပဲကျွန်တော်ကတွားလိုက်တယ်အဲ့တော့ auto change သွားတာပဲဒီတိုင်းပဲ auto change သွားတာပဲเนาะအဲ့တော့ကျွန်တော်ဘာမှလုပ်ဆရာမလို့ဒါကွန်ပျူတာချမယ်ဆိုတော့အဲ့လိုမျိုးတွားလိုက်တာတော့ပုံမြန်တယ်ပေါ့နော်ဘာမှလုပ်ဆရာမလို့အဲ့တော့ကျွန်တော်က password ကတော့ကျွန်တော်ကထုံးစံအတိုင်းပဲကျွန်တော်တို့ရွှေလာဝင်ဆို SLW @345အရင်ကိုလွယ်တယ်ခတ်တဲ့ SLW @345ဒါကောက်ကူတော့ကောက်ကိုချက်တာပေးလို့ရတယ်နော်။ email ကတော့ reset ချလို့ရတဲ့နေရာမှာ email တော့ရွှေ့လောက်အောင် app ဘာညာနေရောက်ကစီးပေါ့ကျွန်တော်တို့sorry အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အဲ့လိုပေးလို့ရတယ်ပေါ့နော်။မပေးခြင်းနဲ့ဘာမှမဖြစ်ဘူး။ပြီးတော့လေ email ကကို email အလက်ကိုပို့လို့ရတယ်ပေါ့နော်။ဒါတော့ device ကဟာလေးရတယ်။အမှ तू ကဘာလဲဆိုရင်ကျွန်တော်က cloud ကို upgrade လုပ်ရတယ်။ Duelink ကို cloud ကိုလုပ်လို့ရတယ်ဒါတော့ application ကို तू က down ပါညာပေါ့ဒါ complete ပေါ့ကျွန်တော်တို့အနေနဲ့တော့ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ကဒါကတော့သူ့ရဲ့ default ဟာပဲရှိသေးတယ် 1.1.1.1.1 ကိုပဲကျွန်တော်တို့က default IP ကိုပဲကျွန်တော်တို့ကလောက်ထားတာရှိတယ်ဒီမှာလည်း camera လုံးဝကြည်တောက်ရှင်းပဲနော်လုံးဝကြည်တောက်ရှင်းတော့ format ကြီးကကြောက်စရာကြီးလုံးဝကြည်တောက်ရှင်း okay အဲ့ဆိုကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ကဘာတွေများလုပ်လို့ရတယ်ဒီ camera ကကျွန်တော်ဆက်ပြီးတော့ချိန်လိုက်မယ်အဲ့တော့ကျွန်တော်တို့ကထုံးစံအတိုင်းပဲဒါတွေကတော့ default တွေပေါ့ဗျာ exposure တွေကဘယ်လိုရှိရဲ backlight တွေကဘယ်လိုအများကြီးမပြောတော့ပါဘူး CR တွေကလည်းများတယ်ဆိုတော့ကျွန်တော်လည်းမပြောတော့ဒါဒီမှာတစ်ခုရှိတယ် eliminator ပေါ့နော်ကျွန်တော်တို့ဒီမှာ original က smart elimination မှာကျွန်တော်ကထားတာအကောင်းဆုံးပဲသူက IR mode ကမြင်ရလားမသိဘူးကျွန်တော်အနေနဲ့ way နဲ့တယောက်တည်းလုပ်နေရတော့IR mode က one light mode က smart elimination ရတော့ smart elimination မှာကျွန်တော်ထားရတယ်ဒါပေမဲ့ကျွန်တော်က NVIDIA နဲ့သုံးချင်တာမဟုတ်ကျွန်တော်ကဒီကင်မရာတစ်ခုတည်းကို stand alone သုံးချင်တာ stand alone ကိုပဲကျွန်တော်က application နဲ့သုံးချင်တာအဲ့ဒါကိုကျွန်တော်ကအဓိကလုပ်ချင်တာပေါ့နော်အဲ့တော့ကျွန်တော် okay ကျွန်တော်ကဒီစနစ်တွေအားလုံးလည်းရသွားပြီဆိုတော့ smart eliminator ကိုကျွန်တော်ကထားထားရတယ်ဒါတော့ default ပါပဲကျွန်တော်ဟာရတယ်ဘာမှ trade to လုပ်နေကြကျွန်တော်ကမလို့ main string တို့ sub string တို့ bar string အဲ့လေကျွန်တော်ထပ်သွားပြီးတော့ trade to ချိန်ထိုးနေကြရလဲမလို့သူကသူ့ရဲ့ original ရနေတယ်သူကအကုန်လုံးကိုသူကအဆင်ပြေတယ်ပေါ့ကျွန်တော်ကသွားချင်တာကကျွန်တော်ဆိုတာပြောသလိုမျိုးကျွန်တော်တို့ကဒီကင်မရာကိုဟိုကနေပြီးတော့ပဲကျွန်တော်သွားချင်တာပေါ့နော်ကျွန်တော်တို့ကတိတဲ့ application တွေတစ်ခုပေါ်နေကျွန်တော်ကသွားချင်တာအဲ့တော့ကျွန်တော် network ထဲကိုသွားလိုက်မယ်ပေါ့နော် network မှာကသူကထူးခြားတာကဘာလဲဆိုရင်ကျွန်တော်တို့ခက်စားနေရ auto register တွေပါတယ်ပေါ့နော် auto register ဆိုတာကကျွန်တော်ကကင်မရာကို public IP ကနေပေးပြီးတော့ကျွန်တော်တို့ကနောက်ထပ်ကင်မရာကိုနောက်တနေရာနေထပ်ကြည့်လို့ရတဲ့ system တွေပေါ့နော်အဲ့တော့ auto register ကိုကျွန်တော်က NVIDIA ပေါ်ကနေသွားရမလို့ပဲねကင်မရာပေါ်အောင်ဒါတိုင်း auto register သွားလို့ရတယ်အဲ့မှာထူးခြားတာက Access platform ပါလာတယ်ပေါ့နော် Access platform ကလုံးဝကိုမပါဘူးအဲ့တော့အခြားသောကင်မရာတွေမှာဒီ access platform မပါဘူးအဲ့တော့ဒီကင်မရာမှာဘာကိစ္စ access platform ပါပြီးသူတို့ထည့်ပေးလိုက်တာအဲ့တော့ကျွန်တော်တို့ကဒီမှာသူတို့ပြောသလိုမျိုး application တွေနဲ့သူကတွားလို့ရတယ်ဒီကောင်ကျတော့ mobile client အတွက်ကိုသူကထည့်ပြီးတွားလို့ရတယ်အဲ့တော့ဒီမှာကသူ့ရဲ့ server address က cloud Duelink cloud နဲ့သူကတွားမှာပေါ့ဒါမှကျွန်တော်တို့က online ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့ network က local ကိုပဲကျွန်တော်ကတွားထားတာပဲဖြစ်နေသေးတယ်ကျွန်တော်ရဲ့ internet line ကိုကျွန်တော်ကမပေးရသေးဘူးဆိုတော့ကျွန်တော် offline ပဲဖြစ်နေအောင်မယ်အဲ့တော့ကျွန်တော်တို့ကsorry ပါ offline ပဲဖြစ်နေဦးမယ်ပေါ့နော် sorry offline ပဲဖြစ်နေဦးမယ်ကျွန်တော်က
တယောက်တည်းလက်ကရိုက်ရတဲ့အတွက်ကြောင့်တောင်းပန်ပါတယ်ခင်ဗျာကြည့်ရှုတွေမျက်စိမူးနေရင်တောင်းပန်ပါတယ်အဲ့တော့ကျွန်တော်တို့က setting မှာသွားပြီးတော့ကျွန်တော်တို့က network မှာကျွန်တော်တို့ရဲ့ access platform မှာဒါကြီးက online ဖြစ်သွားဖို့လိုအပ်တယ်ပေါ့နော်သူမှာဒိုးလင်ကဲအပြင်မှာ on vis လဲသူကရှိနေသေးတယ် on vis လဲသူကလုံးဝအဆင်ပြေတယ်ပေါ့နော် RDMP လည်းအဆင်ပြေတယ် mainstream နဲ့ substream ကိုလည်းဆက်ပြီးတော့သွားလို့ရတယ်အဲ့တော့ဒိုးလင် access မှာကျွန်တော်တို့ကဒါကို network ထဲမှာသွားပြီးတော့ TCP IP ကိုမဖြစ်မနေကျွန်တော်ကချိန်ကိုချိန်ရမယ်အဲ့တော့ကျွန်တော်ရဲ့ network ကဘယ်လောက်လဲ100 series ဖြစ်နေတယ်အဲ့တော့ကျွန်တော်အရန်ပင်ပန်းနေဗျာကျွန်တော်အဓိကကျွန်တော်ရဲ့ IP ကိုကျွန်တော်သိနေပြီပဲဘာမှလုပ်မနေနဲ့တရားချက်ကတော့ဒီမှရှိမှာမဟုတ်အဲ့တော့ကျွန်တော်100.1ကို8ပြလိုက်တယ်ကျွန်တော်ရဲ့ gateway ကတော့100.1ပေါ့ဗျာအဲ့တော့ပြီးတာပဲ auto သာစိတ်ထဲပလိုက်တော့တယ်ကြာလို့အဲ့တော့ဒီမှာမဖြစ်မနေချိန်သွားမယ်အပေါ်မှာချိန်ပြီ auto ချိန်ပြီအပေါ်မှာ auto ချိန်ပြီအဲ့တော့ကျွန်တော်ကဒီထဲကိုပြန်ဝင်ရုံပဲဟော ADMIN အဘောက်မှလို့ပါ SLW at 1.345ဟောကျွန်တော်ပြောချင်တာကကျွန်တော်ကဒီကင်မရာကြီးကိုလုံးဝကို network ကြီးကိုကျွန်တော်ပေးလိုက်ချင်တာအဲ့တော့ 100.108 ကိုကျွန်တော်ကချိန်လိုက်ပြီပေါ့နော်ဒီကောင်ကကင်မရာနဲ့လုံးဝချိန်သွားပြီ password ကလည်းလုံးဝချိန်သွားပြီချိန်သွားပြီဆိုတဲ့အခါကျတော့ 100.108 ကိုချိန်သွားပြီဆိုရင်ကျွန်တော်တို့ကခုန setting ထဲကိုကျွန်တော်ကပြန်ဝင်ပြီးကြည့်တော့မယ်အဲ့တော့ setting ထဲမှာရှိရဲကျွန်တော်တို့ကဘာကိုပြန်ကြည့်မယ်ဆိုရင် software network ထဲကိုပြန်ကြည့်မယ် access platform ကိုကျွန်တော်ပြန်ကြည့်မယ်ဒီမှာ online ဖြစ်သွားပြီပေါ့နော်ဒီမှာ online ဖြစ်သွားပြီအဲ့တော့ဒီကောင် network ကိုသိသွားပြီအဲ့တော့ကျွန်တော်တို့က network ကိုသိသွားပြီဒီကောင်လည်း online ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့လောက်ကမှာတစ်ခုပဲရှိရဒီကင်မရာတစ်လုံးနဲ့ကို DMSS ကနေပြီးတော့သွားပြီးတော့ကျူရသွားပြီမယ်အဲ့မှာထူရတာတစ်ခုကျွန်တော်ပြမယ်နော်ဒီကောင်က auto ကျူတာဒီမှာပေးထားပြီးသား။အားကြီးဖေးမှာကျူပါလေး။ Okay အဲ့ဖေးမှာပါတဲ့ကျူပါလေးနဲ့ကဘာပတ်လို့ရပါပြီ။ Okay ပါပြီ။ကျွန်တော်တို့ နောက် stage တစ်ခုထပ်သွားပါမယ်။တော့ဒီနေရာမှာရပြီနော်ဒီနေရာမှာရပြီဆိုတော့ကျွန်တော်တို့က Okay ကျွန်တော်တို့ကဒီကင်မရာကိုဆက်ပြီးတော့သွားမယ်ဒီကင်မရာကို live view ကိုကျွန်တော်လှပပလေးကြည့်ထားမယ်တော့ကျွန်တော်ဒီမှာနောက်ထပ်ကျွန်တော်ကဆက်ပြမှာတော့ကျွန်တော်ရဲ့ DMSS ကနေပြီးတော့ကျွန်တော်တို့ဟွာလုပ်လို့ရမယ့်ဟာကိုဆက်ပြီးပြပေးမယ်ပေါ့နော် DMSS ကနေပြီးတော့ live ဖုန်းနဲ့တည်တဲ့ stand လုံးဘယ်လိုကြည့်လို့ရမလဲဆိုတာဆက်ပြီးပြပေးပါမယ်ဟုတ်ကဲ့ပါရှေ့ဆက်ကြည့်ပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်အခုပြပေးမှာက DMSS ရဲ့ application mobile phone ကအားနေနေပြချင်တာများသွားပြီးတော့အဲ့တော့ DMSS ထဲကိုကျွန်တော်တို့ကဝင်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ scan လဲတော့ဖတ်လို့ရတယ် scan မဖတ်ချင်ဘူးဆိုရင်လည်းကျွန်တော်တို့ mobile ကချိန်ထားရဆိုတော့ device နဲ့လည်းရှာလို့ရတယ်ပေါ့နော်ဒီမှာ automatic ကိုအပေါ်မှာ DHCPC B1E49A IL တန်းကြရဒါတော့ကျွန်တော်ရဲ့ဒီ IP address တစ်ခုရဲ့ပေါ်မှာကျွန်တော်ထပ်ချိတ်ထားတယ်ကျွန်တော်ရဲ့ DVR လေးပါ HVR လေးပါဆိုတော့ဒီမှာကျွန်တော်က 100.108 ဆိုတော့ကျွန်တော်ဒါလေးကိုရွေးလိုက်တယ်ပေါ့နော်သူက scan တော့မဖတ်တော့ဘူးပေါ့ဗျာဆိုရင် scan ဖိုက်တယ်ပဲသဘောထားပြီးပါတော့အဲ့တော့ကျွန်တော်ကခုနဟာက P2P ကို auto သွားထားတယ်အထဲမှာလည်းကျွန်တော်က online ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာလွယ်တကူပဲကျွန်တော်ကရေးလိုက်တော့မယ် SLW ဒီမှာလည်း password ကိုလည်းလွယ်တကူရေးလိုက်မယ် SLW @1.345 okay တော့ကျွန်တော်ပြင် save လိုက်မယ်အဲ့တော့ကျွန်တော်ရဲ့ဒီပေါ်မှာတော့ဘာတွေများလာပြမလဲကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ okay လေ okay save လိုက်ပြီအဲ့တော့ဒီမှာကျွန်တော်က audio စနစ်ကိုလည်း auto လုပ်ထားပြီးသွားပြီအဲ့တော့ဒီမှာကလည်း6:30လည်း auto ထားပြီးဆိုတော့ကျွန်တော်ဘာမှမခရင်တော့ okay ပဲအဲ့တော့ဒီမှာ4 megapixel နဲ့ကျွန်တော်နည်းတော့အသက်ကြီးသွားပြီပေါ့နော်နည်းတော့အိုနေပြီကျွန်တော်တော့အဲ့တော့ရွှေလောင်ကအခွေကြီးတော့တိတ်တော့မချောတော့ဘူးဆိုတော့ okay ကျွန်တော်တို့ကဒီမှာတခုပဲရှိတာကတော့သူကတော့ playback တော့ပြန်ကြည့်လို့မရဘူးပေါ့နော်ဘာလို့သူကဒီမှာ SD card slot မပါဘူး SD card slot ပါရင်တော့ပွဲပါခံသွားမယ်ခါဒီစီးနဲ့တော့မရတော့ဘူးထင်တယ်ဒီစီးကတော့အရန်ချိုတာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့အဲ့တော့ကျွန်တော်တို့က playback တော့ကျွန်တော်တို့ကြည့်လို့မရဘူးပေါ့ SD card မှမရှိရအဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒီမှာ configure level ကိုပဲကျွန်တော်တို့ကသွားပြီးတော့ကျွန်တော် online နဲ့ဖြစ်သွားပြီ message တွေအနေနဲ့ကလည်း notification တွေဖွင့်ပေးလိုက်မယ်ဆိုရင်မိုက် message တွေလည်းလုပ်လို့ရတယ် notification တွေကျွန်တော်တို့ပြတယ်အလန်း notification လည်းကျွန်တော်တို့မှာ okay တယ် notification တွေလည်းကျွန်တော်ရှိမှာဆွတ်တက်နေအများကြီးပဲအပေါ်မှာတော့ page က notification တွေတက်နေ line သိမကောင်း battery ကအားနေနေ sorry ပါတောင်းပန်ပါတယ်ဟောဆိုတော့အဲ့လိုမျိုးပါအဲ့တော့ alarm message ကတော့မရဘူးပေါ့နော်ဒါတော့ notification sense notification receive notification push notification all day okay ကျွန်တော်ကဒီမှာ AI မှာရောဘာလို့လုပ်ရလဲဆိုတော့smart motion detection တွေပါဆိုတော့ရတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော် sensitivity တွေပါဆိုတော့တွားပြီးကျွန်တော်ကဒီမှာလုပ်လို့ရတယ်ခွင့်ရမလုပ်ပြတော့အဲ့ဒါကျတော့ကောက်ကိုပဲ click ကြတော့ကျွန်တော်တို့ပြီးမှမဟုတ်တော့ audio detection sound interesting change ဆိုဒါကြီးလည်းဒီမှာအတန်ရဲ့ detection တွေပေါ့နော်ဥမာ
ဒုံနဲ့ဒိုင်းကနေပြုတ်ကျသွားရဲဆိုရင် notification ပေးမယ် motion detection မှာလာပေးမယ် night version မှာဆိုရင် smart elimination ရှိမယ်ဒါမစိုးတော့ကျွန်တော်တို့မှောင်မဲနေတဲ့အချိန်မှာတော့သူအလုပ်လုပ်မဲ့ဟာကျွန်တော်ကလစ်လိုက်အောင်မယ်မစိုးတော့အမှောင်ချပြီးတော့ကလစ်လိုက်အောင်မယ်အမှောင်ချပြီးတော့ကလစ်လိုက်မှာဟောအမှောင်ချလိုက်ရင်ဘာပဲကျွန်တော် smart elimination မှာထားမယ် white light elimination မှာကျွန်တော်တွားထားမယ်ဒါဆိုရင် IR elimination ရှိမယ် close elimination ရှိမယ်သူက2မျိုးပေါ့နော်ကျွန်တော်လောက်ထားလေးတွားပြမယ်ညဘက်ကြီးဒီကောင် white light elimination လာပေါ်နေပြီကျွန်တော်ဒီဘက်မှာလာပြပေးမယ်ဟိုမှာကျွန်တော်မီးမှောင်ချလိုက်ပြီဒါတော့ကင်မရာ view ကပဲကြည့်ပေါ့နော်ကင်မရာ view ကပဲကြည့်လိုက်တော့ပေါ့ဒါကြောင့်အမှောင်ချထားတဲ့ view လေးပါအမှောင်ချထားတဲ့ view မှာဒီကောင်ကလာပေါ်နေတာအပြင်ကနေပြီးတော့ကြည့်နေဗျာဆိုရင်လည်းကျွန်တော်ပြပေးမယ်ဗျာဒီမှာကြည့်တော့အပြင်ကနေပြီးတော့ sorry ကျွန်တော်မိမပုံနေပေါ်ကုန်ပြီဒီမှာကြည့်ဒီမှာအဲ့လိုမျိုးနော်အဲ့လိုမျိုးပေါ်နေတာโอเคကျွန်တော်တို့ကဒီရံ battery အားနေလို့ဖြစ်နေတာတုံလေးဖြစ်နေကျွန်တော်မီးပြန်ဖွင့်လိုက်တော့မယ်โอเคအဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာဒီကောင်းအောင်သွားပြီးတော့ကျွန်တော်တို့က night version ကို IR နဲ့သွားပြီးတော့ IR တော့ပိတ်လိုက်မယ် IR ဆိုရင်တော့သူက black and white ပဲမြင်ရမယ် IR ဆိုရင်တော့မှာ black and white ပဲမြင်ရတော့မယ်ရှေ့မှာ black and white ပဲမြင်ရမယ်ဘာမှမြင်ရမှာမဟုတ်တော့ဘူး IR ဆိုရင်တော့အဲ့လိုမျိုးပါအဲ့တော့ဒီမှာထပ်ပြီးတော့ကျွန်တော်က smart elimination ထပ်ပေးမယ်ဒါကကျွန်တော် NVR ကလီနေရမဟုတ်ဘူးเนาะ NVR ကလီနေရမဟုတ်ဘူးကျွန်တော်ဒါ mobile phone ပေါ်ပဲထိုင်ကလီနေတာကျွန်တော်ဘာမှမကလီဘူးsmart elimination မှာဆိုရင်ကျွန်တော်လမ်းလျှောက်ပြရမှာပဲရမယ်လမ်းလျှောက်ပြမယ်သူရဲ့ smart elimination ဘယ်လိုလာမလဲအဲ့လိုမျိုးပေါ့နော် smart elimination မှာဆိုရင်တော့တော်တော်လေးကောင်းနေဗျာသူကမစိုးဒီကျွန်တော်ရဲ့ဒီ focus ပေါ့နော်ကျွန်တော်မှောင်မဲနေရတဲ့မှာတော့ကျွန်တော်ရဲ့ focus ကိုတော်တော်ကြီးကိုမြင်အဲကြောင့်ကျွန်တော်ပြောတာအပေါ်ရသမိုင်းအတွက်ကတော့အရန်သဘောကျပြီလို့တို့ကလို့တို့ mobile phone နဲ့ပဲ only နဲ့ပဲကြည့်နေတယ်ဆိုရင်တော့တို့တော်တော်လေးသဘောကျနေပြီပေါ့နော် NVR DVR မလို့ပဲနေတော့ကျွန်တော် playback တော့ပြန်ကြည့်လို့မရဘူးပေါ့ဗျာဒါပေမဲ့ mobile ပေါ်ကနေပြီးတော့ဒီလိုမျိုးဟို only လေးကြည့်လို့ရတယ်ဆိုတာကလည်းဒါတမျိုးပေါ့နော်တမျိုးစမ်းတာပေါ့နော်တမျိုးစမ်းတာပေါ့မိုက်ပါလေဒါပေမဲ့ NVR နဲ့ကတော့ configuration လုပ်တာပိုကောင်းတယ်ပေါ့နော် NVR နဲ့ကတော့ပိုပြီးမိုက်တယ် NVR နဲ့ကတော့သူလှုပ်လို့ရတဲ့ဒီကင်မရာရဲ့ဟာတွေကိုကောင်းသူအသုံးချလို့ရတယ်ပေါ့နော်ဒါကတော့အခုကျွန်တော်ကပြောချင်တာကတော့ဒီကျွန်တော်တို့ရဲ့ဒီ Eco Series ရဲ့အားသာချက်ထဲမှာဖြစ်တဲ့ stand alone အနေနဲ့ကင်မရာကိုအပ်လို့ရတဲ့ system ကိုကျွန်တော်ဒါပြသွားတာဖြစ်ပါတယ်ခင်ဗျာအသေးစိတ်အချက်လက်တွေကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့ရွှေလဝန်း CCTV showroom မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ဟုတ်ကဲ့ပါနောက်အချက်လက်တွေကတော့ဒီမှာပါဒီမှာဆိုရင်ကျွန်တော်တို့ကမိတ်ဆွေတို့လိုချင်တဲ့ကင်မရာအမျိုးအစားတွေကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ရွှေလဝန်း CCTV မှာလာဝယ်လို့ရပါတယ်ဒီ series ကတော့အရန်ကိုမိုက်တယ်ဒီမှာနော်သူ့ရဲ့ပုံစံဟိုဒီမှာ mobile app နဲ့ကိုလုံးဝ system မိုက်ပြီးသားဒီမှာကလည်း Period microphone ပါထားပြီးသားဆိုတော့မိုက်တယ် NVR နဲ့တုံးတာတော့ပိုကြိုက်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ပါမယ်ဒါကတော့ဒီ series အစ်စ်အကြောင်းကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကဗီဒီယိုတင်ရတာအားပြနေတာနဲ့ပဲရိုက်ပြီးတော့မတင်မိတဲ့ဗီဒီယိုတွေတော်တော်ကြီးကိုများပါတယ်သိချင်တာတွေကိုလာမေးပါရွှေလောင် CCTV ကတော့အများတန်းစူးစမ်းနေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်